ဟင်းဝင်ရံနဲ့ဆိုဗီယက်တစ်စင်တို့ရဲ့မင်္ဂလာပွဲကိုသိမ်းမောင်းတောင်းချီတန်တဲ့တန်ဖိုးကြီးရနာရီနဲ့တက်လာခဲ့တဲ့တတိကတော်ထိတ်တန်းမင်းသမီးနှစ်ယောက်အခုချိန်လူပြောများနေတာကကြီးကျယ်ခမ်းနားတဲ့မင်းသားကျော်ဟင်းဝင်ရံနဲ့မင်းသမီးကျော်လေးဆိုဗီယက်တစ်စင်တို့ရဲ့မင်္ဂလာပွဲကြီးကြောင်းပါပဲဒီပွဲကြီးဟာနုပညာရှင်ကျယ်ဝင့်နေဆုံဆုံလင်းလင်းနဲ့တက်ရောက်ခဲ့ကြပြီးတကယ့်ကိုမျက်စိပရာသာဖြစ်စရာခမ်းနားထေဝါလုံးနဲ့ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်။ဂျိုင်းမဲဒီပွဲမှာသူတို့သားသူတို့သမီးတို့ရဲ့အလားတရားပြင်ပွဲတက်လာတဲ့ဧည့်သည်တွေကအထူးဧည့်သည်တို့ရဲ့ဝတ်ဆောင်ဆင်ရင်မှုကလည်းဆိုရှယ်မီဒီယာပေါ်မှာတော်တော်လေးလူပြောများခဲ့ပါတယ်။အထူးသဖြင့်မင်္ဂလာပွဲကိုသိမ်းမောင်းတောင်းတဲ့ချီတန်မိုးရှိတဲ့လက်ဝိညာတွေဆင်မြန်းပြီးတက်ရောက်လာခဲ့ကြတဲ့ထိတန်းတတိကတော်မင်းသမီးနှစ်ယောက်အကြောင်းကတော့တကယ့်ကိုမှလူပြောများနေကြတာပါ။ဒါကတော့ချားသူမဟုတ်ပါဘူး။မင်းသမီးချော်ဝုံမော်ရွှေနဲ့မင်းသမီးချော်မိုးဦးစံတို့ပဲဖြစ်ပါတယ်။ပထမဆုံးပြောရမှာကတော့အားလုံးရဲ့မျက်လုံးတွေကိုဖန်ဆားသွားခဲ့တဲ့ကစ်လိုချစ်စနိုးခေါ်ကြတဲ့ဝုံမော်ရွှေပါပဲ။သူကပွဲကိုပန်းရောင်ဝစ်စုံလေးနဲ့တကယ့်ကိုကြက်တည်းရရှိတောက်ပပြီးလာပါနေခဲ့ပါတယ်။ဂျိုင်းမဲလူတွေရဲ့အာယုံ